ဒီနေ့ဘလော့လေးကတော့ဒါမှမဟုတ်ပေါ့နော်ထူးထူးခြားခြားပေါ့နော်ဒီနေ့အိတ်မပြောလို့ဆိုပြီးတော့မှထပြီးတော့ဆော်ခင်းင်းလေးထချက်ပြီးတော့မှကောင်းမှုကုသိုလ်လေးပြုတဲ့နေ့လေးပေါ့နော်ဒါကြောင့်မလို့မှတ်တရလေးဖြစ်သွားအောင်ဆိုပြီးတော့မဖြူကနေပြီးတော့မှဗီဒီယိုလေးရိုက်ထားတာပေါ့နော်ကဲအခုကတော့ဒါမှမဟုတ်ချက်ပြုတ်လို့ပြီးစီတော့ဖျားဆွန်းတော့တင်မယ်ပေါ့နော်ဖျားဆွန်းတော့တင်မယ်ဖျားဆွန်းတော့တင်မယ်ပြီးလို့ရှိရင်တော့ဒါမှမဟုတ်ရဲ့တနေ့တာကဘလို့လေးဆက်တန်သွားမလဲဆိုတာကိုတော့မဖြူရဲ့ဗီဒီယိုလေးဆောင်းအောင်လိုက်ကြည့်ပေးကြပါအောင်ရှင်နော်ဒါအခုဆိုလို့ရှိရင်တော့ဖျားဆွန်းတော့ပူပြီးတော့မှဖျားဆွန်းတော့ကတ်မယ်ပေါ့နော်ဖျားဆွန်းတော့ကတ်ပြီးမဖြူလို့လေလှုပ်ရှားရှိကြတယ်လုံးမယ်ပေါ့နော်တကယ်တော့လေတနေ့လေးအလုံးရှိတဲ့အချိန်တော့ကတော့လေအလုံးမရှိလို့ရှိရင်တိတ်ကောင်းပါပဲဆိုရင်အမြဲတမ်းတွေးမိတယ်ပေါ့နော်တကယ်အလုံးမရှိပြန်တော့လေနေရတာတကယ်အဆင်မပြေဘူးပေါ့နော်နေရတာလေဘယ်လိုပြောရမလဲဟိုတွေးနဲ့အလုံးရှိလို့ရှိရင်အလုံးထဲကိုအာရုံစိုက်တိုင်းအတွေးတွေကတိတ်ပြီးတော့ဟောနေမရောက်ဘူးပေါ့နော်ခေါင်းထဲအခုလိုမျိုးအလုံးမရှိတဲ့အချိန်ကျတော့အတွေးတွေကခေါင်းထဲရောက်လာပြီးတော့မှတနေ့အတွေးပေါင်းမြောက်များစွာကိုခေါင်းထဲထည့်ပြီးတော့တွေးနေတယ်ကျမပေါ့နော်ဒါကြောင့်မလို့ဘယ်တော့မှမဝတော့ပါဘူးပေါ့နော်ကျမပေါ့နော်ကျမတကယ်တော့အတွေးသမားဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့လေအလုံးမရှိလေတွေးလေအလုံးမရှိလေတွေးလေဆိုတော့ခုဘာလို့ရင်ကောင်းမလဲဆိုတာနဲ့ပဲပေါ့နော်တနေ့တာကိုဒီလိုမျိုးလေးတွေပဲဖြတ်တန်းပြတော့တယ်ပေါ့နော်အများတန်းတွေးနေတော့လေကြာတော့လေလူကစိတ်အပူတွေနဲ့ပဲလူကတော့မဝနိုင်တော့ဘူးပေါ့နော်အဲ့တော့ကိုအိမ်မှာရှိတဲ့တရဝါလေးတွေအလှလုံးမယ်ရှိရလေးအလှလေးရှိတာလေးရှိတလားကိုအလှလုံးမယ်ဆိုပြီးတော့ပဲဖြတ်တန်းပြတယ်ပေါ့နော်ကဲဒီနေ့ဘလော့လေးကတော့ဒါမှမဟုတ်တနေ့တာရဲ့ဖြတ်တန်းမှုဘလော့လေးပေါ့နော်ဒါထူးထူးခြားခြားပေါ့နော်ခါတိုင်းဆိုရင်အများလည်းမပြပါလေနောက်ကြမှာထတတ်တယ်ပေါ့နော်ဒီနေ့ကတော့ဒါအသက်ကြီးကြလို့တော့မသိဘူးတော်တော်ထဖြစ်တယ်ပေါ့နော်ဒါနဲ့စကားမဆက်ကျမတို့အိမ်ကပူစီလေးတွေတစ်ချက်ကြည့်လိုက်ပါအောင်အမှဘယ်လောက်ထိတောင်းကျမ်းတာလဲဆိုတာအဲ့ဒါခဏတွေးလဲအဲ့လိုမျိုးတွေးတဲ့နေအစားတွေးတဲ့နေကအဲ့လိုမျိုးကြည့်တာရောက်ရက်ဖတ်နေကြတာအဲ့လိုမျိုးကြည့်တာမသိရင်လေအိမ်သခင်တွေကပဲသူတို့မကြွေးပဲနဲ့ပြစ်ထားတယ်လို့အဲ့လိုဆိုတာသိလားတလိမ့်ဆန်နေဆိုတော့လေလူကကြွေးမှစားရတာဆိုတော့သူတို့မှလည်းပေါ့နော်အဲ့လိုမျိုးလည်းရှိပါတယ်ဒါကြောင့်မို့လေကျမကတော့လေကိုမစားရရင်ဒီသိလားဒီလိုမျိုးစကားမပြောတတ်တဲ့သူတို့လေးတွေကိုတော့အမြဲတမ်းဝဝလေးနဲ့ကြွေးတတ်တယ်ပေါ့နော်ဒါကတော့ကိုအကျင့်ပဲပေါ့ကဲအားလုံးပဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အားလုံးပဲတတ်တာ